ကဲမနေ့တော့ဒီအင်ကြီးပုံလေးဆွဲပြီးတော့ဆိုတော့တူနဲ့လိုက်ဖက်တဲ့အယောင်လေးကိုဝင်းကစိမ့်ပြရောင်လေးကိုရွေးလိုက်ပါတယ်စိမ့်ပြရောင်မှာလုံးဝနုနုလေးဖြူရောင်ဖက်သွားတဲ့အယောင်လေးဒီမှာတော့ဝင်းအယောင်ယူတာလေးကိုဝင်းတစ်ချက်ပြပေးထားတယ်ဝင်းဘယ်လိုကစားတော့လဲဆိုနည်းနည်းလေးကြည့်ပြီးမှယူပေါ့နော်အဲ့ဒါဆိုရင်ဝင်းတို့အတွက်ပညာလေးနည်းနည်းပါရတယ်အဲ့ဆိုရင်ဝင်းဒီမှာအယောင်လေးတွေထည့်ပြပါမယ်အပေါ်ကဝင်းအင်ကြီးကရှုပ်နေမှာဆိုတော့ခဏလောက်ဖြောက်လိုက်မယ်နော်ဝင်းတို့စကတ်ရဲ့စေးလောက်ဝလေးအရင်ဆွဲမှာဆိုတော့စကတ်ကအေးရှိတ်လိုက်မယ်ဆွဲတော့မယ်ပြီးရင်ပေါင်လေလောက်ကိုပဲဝင်းတို့ကလေးယူပေးလိုက်မယ်ပြီးတော့ရင်ခပတ်လေးထည့်ပေးမယ်ရိုးပဲနော်ဝင်းတို့ဘာမှထွေရူးမထည့်တာဘူးမီနီစကတ်လေးဆွဲထားဆိုပြီးတော့ရင်ဝင်းတို့ရှေ့ဘက်မှာတောက်နှစ်ချောင်းထည့်မယ်အိတ်ကလေးတစ်ခုထည့်မယ်အဲ့ပြီးတော့ရင်ဝင်းတို့စကတ်လေယာကိုဟိုအပေါ်ဆုံးမှာထားပြီးမှဒီဝင်းတို့အယောင်ဖြည့်မဲ့လေယာကိုစကတ်လေယာရဲ့အောက်မှာထားပြီးတော့ရင်ဝင်းတို့လာဆိုထူးလေးနဲ့အယောင်ဖြည့်လိုက်ပါမယ်လာဆိုထူးနဲ့မဖြည့်ဘဲနဲ့ဝင်းတို့ဒီ brush နဲ့လိုက်ဆွဲပြီးမှဖြည့်တာမျိုးလည်းရတယ်ဝင်းကတော့လာဆိုထူးကိုပဲပုံမှန်အတုံးများလို့ပါပြီးတော့ရင်ဒုထက်ရင်းတဲ့အယောင်လေးတစ်ခုယူပြီးမှဝင်းတို့ soft brush လေးနဲ့အခုဝင် shading ထည့်လို့မျိုးလိုက်ထည့်ပေးရင်ရပြီနော်အဲ့ဆိုရင်ဝင်းတို့ပထမအဆုံး soft brush အရင်ထည့်မယ်ပြီးတော့ရင်ဝင်းတို့ hard shadow ပါထည့်ရမယ်မနေ့တော့လည်းဝင်ပြောထားရပေါ့နော်ဝင်တော့ hard shadow soft shadow ဆိုတာတည်ထားရမယ်ပြီးတော့ရင် highlight ပေါ့နော်အဲ့တော့ဒီမှာဝင်းက shadow လေးတွေပုံမှန်ရင့်တဲ့နေရာလေးတွေကိုဝင်းက soft brush လေးနဲ့ပဲရင်းရင်လေးထပ်ပြီးမှချဲလိုက်တယ်အဲ့ဒါပြီးတော့ရင်တော့ဝင်းတို့ဒီဘယ်နေရာမှာပုံမဲရှင်လဲမဲရှင်တဲ့နေရာလေးတွေကိုဝင်းတို့ထပ်ပြီးမှsoft brush လေးနဲ့ပဲနည်းနည်းလေးလိုက်ပြီးမှဖြည့်ပေးပါမယ်။အဲ့ဒါပြီးတော့ဒါ round brush နဲ့ဝင်တော့ပိုရင်းတဲ့အယောင်နဲ့ hard shadow လေးထပ်ပြီးမှထည့်ပါမယ်။ဒီမှာကျတော့ဝင်တော့ lasso တူးလေးထည့်စရာမလိုဘူး။ soft brush နဲ့ဒီပေါင်တစ်ခုကြားမှာလည်းဝင် shadow soft shadow ဖြော့လေးနောက်ကြောထည့်လိုက်ပါတယ်။အဲ့ဒါပြီးတော့ရင်တော့ဝင်တော့ဒီမှာ highlight လေးတွေပြန်ပြီးမှထည့်လို့ရပါပြီ။ဒါတော့ဝင်နည်းနည်းလေး blending လုပ်နေရပါတော့။ပြီးတော့ရင်ဒီမှာဝင် soft shadow လေး soft brush လေးရင်ယူပေးတာနဲ့ဝင်တို့ဒီ highlight လေးထည့်မယ်ပိုပြီးမှဖြူတဲ့အယောင်လေးနော်ဖြူတဲ့အယောင်လေးကိုယူပြီးမှဝင်တို့ဒီဟာလေးတွေလိုက်ပြီးမှထည့်ပါမယ်ဒီမှာဝင် soft brush လေးပို့နေနော်ဒီချာလေးလိုက်ကြည့်ပေးဝင်တော့အများကြီးတော့အရန်ထွေရူးလို့ဆရာမလို့ဒါဆိုရင်တော့ဝင်တော့ပြီးသွားပါပြီနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်